Manchester United နဲ့ Spa အသင်းတို့က Watson အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Matheus Fernandes ကိုလာမဲ့ဒီအပြောင်းအရွှေ့မှာပြိုင်ဆိုင်လာဖို့ရှိတယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်။ Matheus Fernandes ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ United တို့ဘာကြောင့်ဒီလောက်ထိအချိန်ကြာနေရတာလဲ။အခုပဲတက်လာတဲ့ breaking news တစ်ပုဒ်အရMatheus Fernandes အတွက်ကိုဒါစပါအသင်းနဲ့ဝက်ဆန်တို့ကသဘောတူညီမှုရရှိဖို့အလွန်နီးစပ်နေပြီးတရားဝင်မဟုတ်တဲ့ဆွေးနွေးမှုတွေကိုဝက်ဆန်အသင်းနဲ့စပါတို့ကဆက်လက်လှုပ်ဆောင်နေပြီးဖြစ်ပေမဲ့လည်း Fernandes ကလည်းစပါအသင်းကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီထားတယ်ဆိုပြီးတော့ Matteo Morato ဆိုတဲ့ရင်းမြစ်တစ်ပုဒ်အရအခုပဲ report လုပ်လာတာကိုတွေ့ရတယ်ဒီသတင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေငယ်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တင်းနီဂိမ်းမူလေးရတုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမအောင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Matheus Fernandes အတွက်အပြောင်းရွှေ့ကဘာကြောင့်ကြန့်ကြာနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ Watson အသင်းရဲ့အသင်းပိုင်ရှင်အပြောင်းလဲလေးတွေဖြစ်သွားတယ်ပေါ့နော်သူ့နာမည်ကတော့ David Sullivan ပေါ့သူကတော့အရင်က Watson အသင်းရဲ့ပိုင်ရှင်ပေါ့နော်အခုသူကအသင်းကိုလက်လွတ်လိုက်ပြီးဖြစ်တဲ့အတွက်နောက်ထပ်အသင်းပိုင်ရှင်အသစ်တယောက်နဲ့ဝက်ဆန်ကလက်ရှိမှာဆွေးနွေးမှုတွေလုပ်နေတာလည်းပါတယ်အဲ့ဒါလည်းတစ်ပိုင်းပေါ့နော်ပြီးတော့ United ကဝက်ဆန်တောင်းဆိုတဲ့ဈေးကို short ချဖို့အတွက်အချိန်ယူပြီးစူးစမ်းဆွေးနွေးနေတယ်လို့လည်းကျွန်တော်ကတော့ထင်မိတယ် Matheus Fernandes အတွက်ကိုကျွန်တော်ဆွေးနွေးနေတာအတော်လေးကြာပြီကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုပေမဲ့လည်းပြီးခဲ့တဲ့ဒါဒီ United ရဲ့ကမ်းလှမ်းမှုကိုပြီးခဲ့တဲ့အင်္ဂါနေ့ကဝက်ဆန်ဘက်ကညင်းပယ်လိုက်တယ်လို့ထင်တယ်ဒါကြောင့်အကြခင်မှာနောက်ထပ်ဒုတိယမြောက်ကမ်းလှမ်းမှုထပ်ပြီးပြုလုပ်တော့မယ်လို့ထင်မိနေတယ်အဲ့ဒီအတိုင်းတောင်မရောက်ခင်ပါပဲဒါအခုနက breaking တက်လာတဲ့ report အရစပါအသင်းကတကယ်ပဲ Matheus Fernandes အတွက်သဘောတူညီမှုရရှိတော့မှာလား Matheus Fernandes ကိုယ်တိုင်က United ကိုပြောင်းကျင်တယ်ဆိုပေမဲ့လည်းလက်ရှိမှာဝက်ဆန်အသင်းကလက်ခံလိုက်တယ်ဆိုလို့ရှိရင် Fernandes ကညင်းလို့ရမယ့်အလားအလာတိတ်မရှိဘူးဗျာအဲ့တော့စပါအသင်းကတကယ်ဝက်ဆန်တောင်းဆိုတဲ့ပေါင်တန်း80ကိုပေးပြီးတော့ပဲ Matheus Fernandes ကိုလက်လွတ်တော့မလားမသိဘူးအဲ့လိုအခြေအနေဖြစ်လေဒါပေမဲ့ဒီသတင်းကခိုင်မာလားဆိုတော့ခိုင်မာတော့ရှိတယ်တိကျတဲ့တေချာတဲ့ရင်းမြစ်တွေကမဖော်ပြလာသေးဘူးအခုမှ breaking တက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ကMatheus Fernandes ကို United တို့ကတကယ်ပဲလက်လွတ်ရမလားတော့ပြောလို့တော့မရဘူးလက်ရှိမှာတော့ကျွန်တော်တို့ကဥဆောင်နေရပါတော့ဒီသတင်းကစပါမီဒီယာကပဲတက်ဖွာတာလားဒါမှမဟုတ်United ကဒီလောက်အချိန်ကြာနေလို့ pressure ပေးတဲ့သတင်းသဘောမျိုးလားအဲ့လောက်ထိအချိန်ယူလာပြီးမှဒါမဖြစ်လာနိုင်ဘူးလို့လည်းကျွန်တော်တို့ပြောလို့မရဘူးဗျာစပါးကတကယ်လိုနေတာလက်ရှိချိန်မှာတကယ်လဲစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကျွန်တော်မနေ့ကပြောခဲ့တဲ့ဗီဒီယိုလေးအတိုင်းပဲတကယ်ရော့ဘောဆန်းလိုချင်တဲ့တန်း80ကိုသူတို့ဘက်ကချက်ချင်းပေးနိုင်မယ်ဆိုရင်အပြောင်းရွှေ့ချက်ချင်းဖြစ်သွားမှာပဲလी United ကတော့ဒါကစားသမားကကိုယ်ဒီအသင်းဘက်ကိုလာခြင်းနေလို့ဒါအချိန်ယူပြီးဆွေးနွေးနေတာဖြစ်တဲ့အတွက်ဒီသတင်းသာတကယ်မှန်ကန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့United အနေနဲ့ Matheus Fernandes ကိုလက်လွတ်ရနိုင်ခြင်းအများကြီးရှိတယ်။ဒါပေမဲ့ကစားသမားကဘလို့သူ့ဘက်ကတော့ဘလို့တုံ့ပြန်လာမလဲဆိုတော့မသိဘူး။ဒီရင်းမြစ်တစ်ခုကတော့အဲ့လိုမျိုးပေါ်ပြလာတာကိုတွေ့ရတယ်။အဲ့တော့ညီကိုတို့ရောဘလို့ထင်လဲ။တကယ်ပဲ Matheus Fernandes ကစပါးကိုပြောင်းရွှေ့တော့မလား။ဒီအသင်းပိုင်ရှင်အပြောင်းလဲကြောင့်ပဲ United နဲ့ Watson တို့ကဆွေးနွေးမှုတွေကတကယ်ပဲကြန့်ကြာနေတာလား။ဒါမှမဟုတ် Manchester United ကပဲဝက်ဆန်လိုချင်တဲ့ဈေးကိုအနည်းငယ် short ချဖို့စူးစမ်းနေတာလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်